မင်္ဂလာပါ Angel Tech မှာကြိုဆိုပါရစေဒီနေ့မှာတော့ Xiaomi SU7 sedan အသစ်ရဲ့ review video ကိုမြန်မာဘာသာပြန်ပေးထားပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မိသားစုက Xiaomi ရဲ့ U7 Max crossover ကိုသုံးလာတာအခုဆို6လတော့ရှိပါပြီအပတ်တိုင်းကားမျိုးကိုစမ်းသပ်မောင်းနေတဲ့သူတယောက်အနေနဲ့ကျွန်တော်ဒါကိုပြောရပါတယ်အရှင်ပြင်းအတက်မောင်းယုံတယ်မဟုတ်ပဲကားမောင်းရတာကိုတကယ်ခွန်အားစိုက်ပြီးခံစားမောင်းနှင်ခြင်းတဲ့သူတွေတော့ဒီဈေးနှုန်းတန်းမှာဒီကားကိုရှင်းနိုင်တဲ့သူမရှိပါဘူးတကယ်ကိုကဘာပေါ်မှာဘယ်မှပြိုင်ပတ်မရှိတာပါအခုတော့သူတို့က SU7 sedan ကိုအစစ်မြင့်တင်လိုက်ပြန်ပါပြီကျွန်တော်ဒီနီတန်းကိုကားစမ်းသပ်မောင်းပြီးမှအဆုံးသတ်မှရိုက်နေတာဖြစ်လို့ဒါကိုပြောနိုင်ပါတယ်ကျွန်တော်စီက U7 crossover ကိုတောင်ဒီကားတစ်နဲ့လဲပစ်ချင်းစိတ်ပေါက်သွားပါပြီဒါကြောင့်ACC ထိုင်ပြီးကြည့်ရှုပေးကြပါ review လေးစလိုက်အောင်အခုဒီကားမှာ suspension လင်းတုံမြင့်တုံစနစ်ကိုအစိမ့်မြင့်တင်ထားပါတယ်အရင်က single chamber air suspension ထည့်ခဲ့ပေမဲ့အခုတော့ dual chamber ထည့်သွားပါပြီအရှေ့မှာ double wishbone နဲ့အနောက်မှာ multi link စနစ်ကိုသုံးထားပါတယ်မြင်းကောင်ရဲ့690ရှိပြီးဝါကနေ100ကီလိုမီတာကို2.8စက္ကန့်အတွင်းအရှိန်တင်နိုင်ပါတယ်ဒါကတော့အရင်တိုင်းပါတယ် Max version ရဲ့ဈေးနှုန်းက$48,000ဝန်းကျင်ပါအရင်ကထက်နည်းနည်းလေးဈေးကျသွားပေမဲ့တကားလုံးကိုတော်တော်လေးအဆင့်မြင့်တင်ပေးထားပါတယ်အထက်ကအသေးစိတ်တွေကိုခဏနေပြပေးပါမယ်ဒါကတော့အကြမ်းမြင့်မိတ်ဆက်ပေးတာပါအခုကင်မရာပိတ်ပြီးကျွန်တော်လိုချင်တဲ့အရှိန်နှုံနဲ့စမ်းသပ်မောင်းနှင်ကြည့်ဦးမှာပြီးမှအားလုံးကိုအသေးစိတ်ပြန်ပြောပြပါမယ်ဒါနဲ့တခုပြောဖို့မိတ်နေတာကအတန်လုံတဲ့စနစ်ကတိတိတတ်တာကောင်းမွန်လာပါတယ်တကယ်မှလက်ကိုက်ခလုတ်ထည့်ပေးထားပါတယ်ဒါကြောင့် electronic ခလုတ်နဲ့ဖွင့်မလားဒီအတိုင်းကင်ပြီးဆွဲဖွင့်မလားစိတ်ကြိုက်ရွေးလို့ရပါတယ်ဒါကတကယ်လို့အရေးပေါ်အခြေအနေမျိုးမှာ electronic စနစ်ကချိုးတွင်တွားရင်တော့အပြင်ကနေလက်နဲ့ဖွင့်လို့ရအောင်လုပ်ပေးထားတာပါကဲအခုတေချာကြည့်ထားကြပါဦးကားကိုထဲမှာတုံးထားတဲ့တမ်မနီ structural steel က2200 megapascals အထိခံနိုင်ရရှိပြီးတကူလုံးရဲ့ကြမ်းတိုက်မှု torsional rigidity ကလည်း9100 nm degree အထိရှိပါတယ်ဒါဟာဥရောပရဲ့ဈေးကြီးဆုံးပြိုင်ကားတွေရဲ့အဆင့်အတန်းမျိုးပါဒီဈေးနှုန်းနဲ့ဒီလောက်ရဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲတရုတ်နိုင်ငံရဲ့အဓိက crash test တွေမှာလည်းအမြင့်ဆုံး rating ရထားပါတယ်အခုကျွန်တော်တို့စမ်းသပ်နေတာကတော့အစိမ်းအောင်ကားပါအရှိမ245လက်မဲ့တာယာအနောက်မှာ265လက်မဲ့တာယာတွေတုံးပါတယ် Michelin Pilot Sport တာယာတွေထည့်ပြီးဘီးခွေက20လက်မှာပါအခု20လက်မှာဘီးခွေနဲ့ကားကိုပြပါမယ်ဒါကတော့အမြင့်ဆုံး spec ပါကြည့်ရတာတကယ်မိုက်တယ်ဒါကတော့တယောက်ချင်းစီရဲ့အကြိုက်ကိုမူတည်ပါတယ်ဒါပေမဲ့ကျွန်တော်အထွက်ကတော့တကယ်ကိုလားပါတယ် brake စနစ်ကိုလည်းပြင်ထားတယ်လို့ပြောပါတယ် Brembo brake တွေပဲတုံးထားတော့ပါတယ်အခြေဖုံးကိုဖွင့်ဖို့ခလုတ်ကင်ကားနာမှာရပ်ပြီးအတန်နဲ့ခိုင်းယုံနဲ့လည်းဖွင့်လို့ရပါတယ်တော်တော်လေးလည်းကြည်မွေ့ရှိပါတယ်ရှေမီလေးကိုပိုကောက်ဟော်လှုပ်ထားတာကြောင့်အဝေးမီကိုပိုလန်းလာပါတယ်အခြေခံ SU7 မှာမပါပေမဲ့ Max version မှာတော့ carbon fiber တွေပါလာပါတယ်နောက်ကဝင်းရဲ့လေဖီအားက20 kg အထိရှိပါတယ်နောက်ကြည့်ကင်မရာမှာ Series နဲ့ပါလာပါတယ်ကင်မရာကနေရေးထွက်ပြီးအလိုလျောက်တန့်ရှင်းပေးမှာပါလူချင်းမင်းတို့ခင်ဗျာကျွန်တော်က autopilot စနစ်တွေကိုတိပြီး review မလုပ်ဘူးလို့အားမပေးပါဘူး level 3အဆင့်ထွက်လာတဲ့အထိစောင့်နေတာပါဒါပေမဲ့အချက်လက်လေးတွေပြောပြပေးမယ်အခု LiDAR စနစ်အစ်စ်က Mewtwo တွေနဲ့ရာသီဥတုဆိုးရတဲ့အချိန်မှာပိုပြီးအဝေးကြောင်းထိမြင်နိုင်စွမ်းရှိလာတယ်ကွန်ပျူတာရဲ့တွက်ချက်နိုင်စွမ်းကလည်း900ကနေ900 tops အထိတက်လာတာကြောင့်ဒါကတကယ်ကိုအဆင့်မြင့်သွားတာပါအခုချိန်မှာကိုပိုင်မောင်းနေတဲ့စနစ်ကိုကားကုမ္ပဏီတွေကဘီလီယံချီပြီးယင်းနှိမ့်မြုပ်နှံနေတာကြောင့်တစ်ချိန်က level 4ရောက်လာပြီဆိုရင်ကားကသူ့ဘာသူမောင်းနိုင်လိမ့်မယ်လူဒီမောင်းရတာဘင်းလို့မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းမောင်းရတာဝါသနာပါတယ်ဒါပေမဲ့ level 4ရဲ့အားသာချက်ကကားကိုကိုယ်စီလန့်ခေါ်လို့ရတာပါဥပမာရော်ချမကိုအိမ်ပရန်ပို့လိုက်မယ်ပြီးရင်ကားကသူ့ဘာသူပြန်လာပြီးကတောင်းလေးဝင်နေရမယ်လေးစိတ်ကိုကိုဘာတာကိုလာကြိုမယ်အဲ့ဒီချိန်ကျရင်အလိုလျောက်အားသွင်းစနစ်တွေလည်းအနှံ့အပြားရှိနေမှာပါဒါကကားလော့ကကိုခစ်နှုတ်ကြတဲ့ကားနဲ့တကယ်ခစ်မီမော်တော်ကားရှိပြီးနှံချမ်းကွဲသွားစေမှာပါဘက်ထရီကတော့တီဟာ1ကီလိုဝတ်ထုံထားပါတယ်ဘက်ထရီအားသွင်းပေါက်က2ခုပါပါတယ်တစ်ခုပြောပြမယ်ဒါကလူတွေကိုအံ့ဩသွားစေလိမ့်မယ်ကားတစ်စီးက24နာရီအတွင်းမရက်မနှံဘလမောင်းနိုင်လဲဆိုတဲ့စမ်းသပ်ချက်မှာဒီ SU7 sedan Max က4264ကီလိုမီတာနဲ့ကမ္ဘာစံချိန်တင်ထားပါတယ်ဂျာမနီဂျပန်တရုတ်ဘယ်ကားနဲ့ရှင်သူကအသာလုံးပါပဲထိုင်ကုန်တွေကိုအစစ်မြင့်တင်လိုက်ပါပြီထိုင်ကုန်ခလုံးရဲ့အနားသက်တွေကိုစိတ်ကြိုက်ညှိလို့ရတယ်လို့ massage လေဝင်သက်စနစ်နဲ့အပူပေးစနစ်အားလုံးပါပါတယ်ဒီမှာသုံးထားတဲ့တရေအများစုကနူးညံ့တဲ့နာပါတရေအစ်စ်တွေပါဘေးနားကခရီးစိမ်းခုံမှာလဲ Ottoman ပါလာတာကြောင့်ချေးတွေနဲ့တက်နေလို့ရပါတယ် Panoramic roof ကိုနှစ်ဖိုင်းခွဲပြီးတစ်ဖက်စီကိုစိတ်ကြိုက်ညီလို့ရတာကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ် Heads up display မှာမြေပုံတွေမဟုတ်ပဲကိုနှစ်တဲ့ widget လေးတွေကိုစိတ်ကြိုက်ပြင်ဆင်ထားလို့ရပါတယ်အတွင်းအဆင့်အပြင်ကတော့သူဈေးနှုန်းနဲ့ရှင်ရ top အဆင့်ပါ
အနေရောင်အတွင်းအပြင်မှာ Alcantara တရေတွေပိုသုံးထားလို့တော်တော်လေးကို premium ဆန်ပါတယ်ခလုတ်တွေရဲ့တီနီယာကိုလည်းနည်းနည်းပြောင်းလဲထားပါတယ်နောက်က wing ကိုထိန်းတာ suspension မြင့်တာစတာတွေကိုခလုတ်လေးတွေနဲ့အလွယ်တကူလုပ်လို့ရပါတယ်ကားမင်တွေကလည်းအလားနှလားသုံးထားတာကြောင့်အတန်တိတ်ဆိတ်မှုကတော့အံ့ဩမခံပါကျွန်တော်ကအရက်တလား88 cm ရှိတောင်အရှက်ခဲမှာတော့အနောက်ခဲမှာတော့တက်တက်တောင်တာထိုင်လို့ရပါတယ်ခေါင်းနဲ့အမုံနဲ့လည်းမထိပါဘူးအနောက်ခဲမှာလည်း crossover ကားတွေလိုပဲ tablet တစ်လုံးပါပါတယ်အဲ့ဒီကနေ aircon ထိုင်ကုန်တချင်းနဲ့မြေပုံတွေကိုထိန်းချုပ်လို့ရပါတယ်အနှင်းချုပ်ပြောရရင်ဒီကားရဲ့အားသာချက်တွေကတော့ဈေးနှုန်းနဲ့မလိုက်လုံးအရှိန်တက်တာမြန်တယ်7 series လောက်နီးနီးအတန်လုံးတယ်ကိုတဲတောင့်ကျင်ခိုင်ပါတယ် battery ကတစ်ခါအားသွင်းရင်835 km အထိသွားနိုင်တယ်ဆိုတာတွေပါပဲ plan bed တွေနဲ့ရော Porsche Taycan Turbo S နဲ့ရှင်ရတော့ Porsche ကကိုယ်တွေ့ပတ်တဲ့နေရာမှာနည်းနည်းလေးပိုပြီးတိကျကောင်းမွန်တာရှိပါတယ်ဒါပေမဲ့အဲ့ဒီနည်းနည်းလေးကွာခြားကြတဲ့သူကဈေးနှုန်းလေးလောက်စာပိုပေးရမှာကတော့မတန်ဘူးလို့ထင်ပါတယ် Xiaomi ကတရုတ်စီးပွားရေးရဲ့အားသာချက်နဲ့ Germany ကားလောက်ကကိုတော်တော်လေးစိန်ခွန်နေပါပြီဒီစဒန်ကတော့ U7 crossover ထက်ဆိုင်ရဲ့မောင်းရတာပိုပြီးပြောဖို့ကောင်းသလိုထိချုပ်ရတာလည်းပိုပြီးတွက်လေးပါတယ်ဒါပါပဲခင်ဗျာကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်အားလုံးပဲကိုလည်းချစ်ခင်တဲ့သူတွေကိုလည်းဂရုစိုက်ကြဟာနောက်မှပြန်တွေ့ကြမယ် Angel Tech Channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါအောင်ဗျာကြည့်ရှုအားပေးသူတိုင်းကျေးဇူးများကြီးခင်ပါတယ်ဗျာ